ဟုတ်ပြီဆိုတော့ and5 ရဲ့ and5 ရဲ့ somewhere ကိုဖြည့်တဲ့အခါမှာဆိုလို့ရှိရင်အပိုင်း3ပိုင်းနဲ့ဖြည့်ရတယ်ပေါ့နော်ပထမတစ်ပိုင်းကကြတော့ moji ဂေါ်ကြီးအပိုင်းပေါ့နော်အဲ့တော့ moji ဂေါ်ကြီးအပိုင်းမှာဆိုရင်သူက25မိနစ်ဖြည့်ရမယ်ဟုတ်ပြီနော် moji ဂေါ်ကြီးအပိုင်းမှာ25မိနစ်ဖြည့်ရမယ်ဘာတွေဖြည့်ရမလဲဆိုတော့ခန်းကြီးလေးတွေကိုပေးထားမယ်ဟီရာဂနာရွေးရမှာရှိမယ်ဟီရာဂနာပေးထားမယ်ခန်းကြီးရွေးရတာရှိမယ်နောက်တစ်ခုခတခဏဖြေရတဲ့ပိုင်းတွေရှိမယ်စာလုံးခေါ်ယူဆိုတဲ့စာလုံးလေးတွေအတိတ်ပဲလေးတွေနဲ့ဖြေရတာရှိမယ်ပေါ့နော်ဒါပထမတစ်ပိုင်းအဲ့တော့ပထမတစ်ပိုင်းကိုစပြီးတော့မှကြည့်မယ်ပေါ့နော်အဲ့တော့ပထမတစ်ပိုင်းမှာဆိုရင်အရင်ဆုံး mondai ichi ရှိမယ်ဟုတ်ပြီနော် mondai ichi အဲ့တော့ mondai ichi မှာဒီဘက်ဘေးမှာဒါမေကိုဟောင်းဆိုတော့ဒါလေးပါတာနော်မေကိုဟောင်းဆိုတော့ဒါလေးပါတာစစလို့စာမိုးဘက်မှာဆိုလို့ရှိရင်တော့ဒါမပါဘူးပေါ့နော်အဲ့တော့ဒီမှာ4မိနစ်လို့ပေးထားတယ်4မိနစ်ဆိုတာကကြတော့ဒါမေကိုဟောင်းမှာမလို့ပါတယ်အဲ့တော့ mondai ichi ဆိုရင်ဆိုတော့4မိနစ်နဲ့ပြီးအောင်ဖြေရမှာပေါ့နော်ဆိုတော့တပုတ်ကိုဆိုလို့ရှိရင်ဘယ်လောက်ပဲအချိန်ရလဲဆိုတော့တပုတ်ကိုဆိုရင်20စက္ကန့်လောက်ပဲအချိန်ရတယ်ဟုတ်ပြီနော်တပုတ်ကိုဒီ mondai ichi ဖြေဖို့ဆိုလို့ရှိရင်20စက္ကန့်လောက်ပဲအချိန်ရတယ်အဲ့တော့ mondai ichi ကဘာတွေမေးတာလဲဆိုလို့ရှိရင်ဒီမှာသူဥပမာလေးလည်းပေးထားတယ်ကြည့်လိုက်အောက်မှာဥပမာလေးပေးထားတယ်ခန်းကြီးပေးထားတယ်ဟီရာဂနာရွေးရတဲ့အပိုင်းပေါ့နော်အဲ့တော့တပုတ်ကို20စက္ကန့်အချိန်ရတယ်ဟုတ်ပြီနော်အဲ့တော့စာမိုးဘက်မှာဆိုလို့ရှိရင်တော့စစရဒီမှာ mondai ichi လို့ကြည့်ပြီးတော့ဒီနံပါတ်1ကဒီအောက်ကိုသွားလိုက်တယ်နော် rare တွေဘာတွေမကြည့်တော့ဘူးပေါ့နော်မေကိုဟောင်းလေ့ကျင့်တာဖြစ်တယ် rare ဥပမာအောင်မကြည့်တော့ဘဲနဲ့ ichi ban ကိုတန်းပြီးတော့သွားဖတ်လို့ရတယ်သွားကြည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့အခုကဆက်ဆက်ရှင်းတာဖြစ်တဲ့ဒီပေါ်ကနေစပြီးတော့ပြောမယ်စာမိုးဘက်မှာဆိုဒီဟာတွေမဖတ်နဲ့နော်မဖတ်နဲ့ဆိုတာဘာဖြစ်လို့ပြောရလဲဆိုတော့အချိန်မလောက်ဘူးအဲ့ဒါတွေဖတ်မယ်ဆိုရင်အချိန်မလောက်ဘူးပေါ့နော်အဲ့ဒါမလို့နော်အဲ့တော့ရှင်းတာဆိုဆက်ဆက်အခုကမေကွန်ဟောင်းရှင်းတာဆိုတော့ဒါလေးထည့်ပြီးတော့ဖတ်လိုက်မယ်နော်အဲ့တော့ mondai ichi မှာဆိုရင်ကွက်လက်ဒီမြင့်တာထားတာနော်ရဲ့ပေါ့နော်ခိုတိုဘာဝစကလုံးဒီတဲ့ဟီရာဂနာတဲ့ဟီရာဂနာဖြင့်တို့ဘယ်လိုခက်ကိမတ်ကရေးမှာလဲဘယ်လိုဟီရာဂနာရေးမလဲပေါ့နော်နောက် ichi ni san nyon ခါရနံပါတ်1 2 3 4ကနေစထဲအိတ်ထဲရပေါ့နော် ichi ban i mono ဒီအသင့်တော်ဆုံးအကောင်းဆုံးအရာကိုပေါ့နော်ဟစ်တိုစွတ်တစ်ခုerande ခုလာဆိုင်ဆိုတော့ရွေးချယ်ပေးပါလို့ပြောတာပေါ့နော်ဆိုတော့အဲ့ဒါကိုစာမိုးပွဲမှာကြတော့မဖတ်နဲ့တော့ပေါ့နော်မဖတ်လို့ရှိရင်အချိန်မလောက်မှာဆိုလို့ပေါ့နော်အဲ့ဒါစာမိုးပွဲမှာဆိုရင်mondai ichi ကိုကြည့်ပြီးတော့ ichi ban ကိုတန်းသွားရမှာပေါ့နော်အခုကစစရမေကွန်အောင်ရှင်းတာမို့လို့ rare လေးကိုရှင်းပြမယ်ဆိုတော့ rare ဥပမာမှာသူပြထားတယ်ဒီနံပါတ်ကဘယ်လိုဖြေရမလဲလို့ပေါ့နော်အခုဒီမှာဆိုရင်ခန်းကြီးလေးမြင်တာထားတယ်နော်အဲ့ဒီမြင်တာထားတဲ့ခန်းကြီးလေးကဆက်စတော့ and5 somewhere ဆိုပေမဲ့လေ and4 ခန်းကြီးကမေးမှာပဲเนาะအဲ့ဒါဆိုတော့ဆက်စစ် and5 ခန်းကြီးပဲလေ့လာထားတဲ့သူကဒီ and4 ခန်းကြီးပါလာလို့ရှိရင်ရော somewhere ကအမှတ်လိုနိုင်လား somewhere ကြနိုင်လားဆိုတော့ somewhere ကြလောက်တဲ့အထိမဖြစ်ဘူး and5 ခန်းကြီးကိုဒါတေးသေးချာချာရထားတဲ့သူဆိုလို့ရှိရင်ခန်းကြီးနဲ့ပတ်သက်လို့ကတော့ somewhere တော့အောင်တယ်အောင်မှတ်တော့ရတယ်ပေါ့เนาะအောင်မှတ်ရတယ်ဒါပေမဲ့အမှတ်ပြည့်လိုချင်တဲ့သူအတွက်ဆိုလို့ရှိရင်เนาะ and4 ခန်းကြီးပါကြည့်တင်တယ်ပေါ့เนาะ and4 ခန်းကြီးမှာကြည့်တင်တယ်အဲ့တော့ and4 ခန်းကြီးကိုလုံးဝမတင်ထားတဲ့သူဆိုလို့ရှိရင်เนาะand5 ခန်းကြီးလုပ်ပြီးတော့ and5 somewhere ဖြည့်တဲ့သူဆိုလို့ရှိရင်เนาะ and4 ခန်းကြီးတွေပါလာတဲ့ခါကြလို့ရှိရင်အဲ့ဒီအမှတ်လေးတော့ယော့မှာပေါ့ဟုတ်ပြီเนาะအဲ့ဒီအမှတ်လေးတော့ယော့မယ်ဒါပေမဲ့and5 ခန်းကြီးတွေတော့အကုန်ကိုဖြည့်နိုင်ရမှာပေါ့เนาะအဲ့လိုဖြည့်ရမယ်เนาะအခုဒီမှာပေးထားတဲ့ခန်းကြီးဆိုလို့ရှိရင်ဒီနှလုံးလုံးကကြတော့ and5 level မှာတချို့စာအုပ်တွေမှာဆို and5 level မှာမပါဘူးပေါ့เนาะတချို့စာအုပ်လည်းပါတယ်တချို့စာအုပ်မှာမပါဘူးအဲ့တော့ဒါလေးက and4 level မှာဆိုတော့တေးသေးချာချာပါတယ်ပေါ့เนาะ and4 level မှာဆိုတေချာပေါက်ပါတယ်ပေါ့เนาะအဲ့တော့ and4 level challenge စာအုပ်တို့ဘာလို့မဆိုတော့ဒါက and4 level ခန်းကြီးပေါ့เนาะ and4 level မှာတင်တဲ့ခန်းကြီးနှစ်ခုဒီအရှိရခန်းကြီးလေးကကြတော့တင်ဒီ Oceanus ဆိုတဲ့တင်ဒီဆိုတဲ့ခန်းကြီးနောက်ကခန်းကြီးကအခန်းဆိုတဲ့ခန်းကြီးအဲ့တော့တင်တယ်ဆိုတဲ့ခန်းကြီးကခေါဆိုတဲ့အတန်ရှိတယ်သူရဲ့တရုတ်တန်နောက်ကအခန်းခန်းကြီးကကြတော့ရှိစွဆိုတဲ့အတန်ရှိတယ်အဲ့တော့ဆိုတော့ခေါရှိစွဆိုတဲ့အတန်လေးကိုလိုက်ရှာတော့ခေါရှိစွအဲ့တော့ရွေးတဲ့အခါမှာအတန်လေးတေချာကြည့်မယ်နော်ခေါဆိုရင်အတန်ရှိဆွဲမယ်ဥပခရာကိုသတိထားမယ်ခေါပြီးတော့နောက်ကရှိစွခေါရှိစွအဲ့တော့ကိုလိုချင်တဲ့အဖြေလေးကအီချိမှာတွေ့တာဖြစ်တဲ့အတွက်စာမိုးပွဲမှာဆိုရင်မေကွန်းစာရွက်ကတက်အဖြေစာရွက်ကတက်အဲ့တော့မေကွန်းစာရွက်မှာဖတ်တယ်ပြီးရင်ကိုလိုချင်တဲ့အဖြေလေးကိုရပြီဆိုတာနဲ့အဖြေစာရက်မှာအဲ့ဒီနံပါတ်လေးကိုစစတော့ခဲသွားချေပေးရမယ်သူဒီမှာနမူနာလေးချေပြထားရတယ်တွေ့လားဒီမှာ1 2 3 4မှာဆိုရင်အဖြေကနံပါတ်1ဖြစ်တဲ့1ကိုမဲနေအောင်ချေထားရတယ်တွေ့လားဒီမှာနော်1ကိုမဲနေအောင်ချေလိုက်တယ်1ကိုစစတော့မတွေ့ရတော့2 3 4ပဲတွေ့ရတော့တယ်ပေါ့နော်အဲ့တော့အဲ့လို1ကိုမတွေ့ရတဲ့အထိ
မဲနေအောင်ချဲပေးရမယ်ဘာခဲတန်လဲဆိုတော့2B ခဲတန်ရတယ်HB ခဲတန်ရတယ်ပေါ့နော် 2B HB ပေါ့နော်အဲ့ခဲတန်နေနဲ့ဒါဆိုတော့အဲ့လိုမဲနေအောင်ချဲပေးဖို့လိုအပ်တယ်ပေါ့နော်မဲနေအောင်ချဲပေးဖို့လိုအပ်တယ်ပြီးတော့နောက်တစ်ခုစသေးထပ်ပြီးတော့ပြောချင်တာကတခါတည်းလေမေကွန်းစာရွက်ကနေဖတ်ပြီးတော့မှအဖြေစာရွက်မှာသွားချဲလို့ရတယ်ဟုတ်တယ်ဒါပေမဲ့နောက်တစ်ခုပို့ပြီးတော့ကောင်းတာကြတော့ဖြေနေနဲ့လေဒီမှာဒီလိုလေးအမှတ်တစ်ခါချစ်သွားလိုက်ဒီလိုအမှတ်ချစ်တာကတော့အချိန်အများကြီးမကုန်ဘူးဆိုတော့เนาะအခုဒီမှာဒီခန်းကြီးလေးနှလုံးဖတ်ပြီးတော့ခရောရှိဆိုလိုက်ဖတ်လိုက်တယ်ခရောရှိဆိုတာအီချီမလားအီချီကိုတစ်ချစ်ချစ်လိုက်ပြီးတော့ဟိုမှာသွားချင်အဲ့လိုမျိုးဆိုလို့ရှိရင်တကယ်လို့ကိုကအချိန်ပိုခဲလို့ရှိရင်အဖြေပြန်တိုက်ချင်တယ်ဆိုလို့ရှိရင်တော့မှအဖြေပြန်တိုက်လို့ရတယ်ပေါ့เนาะဒီဘက်နဲ့ဟိုဘက်နဲ့ဒီမှာ1ဟုတ်တယ်ဟိုဘက်မှာနံပါတ်1ဟုတ်လားခြေတာပေါ့เนาะအဲ့တော့မေကိုစာရွက်မှာဆက်စလို့ကိုမှတ်ချင်တဲ့စာလေးတွေရေးချလို့ရတယ်ဟုတ်ပြီနော်မေကိုစာရွက်မှာကိုရေးချချင်တဲ့စာလေးတွေရေးလို့ရတယ်ဝိုင်းချင်တဲ့ဟာလေးတွေဝိုင်းလို့ရတယ်မေကိုစာရွက်မှာလုပ်လို့ရတယ်ခဲတံနဲ့ပေါ့နော်အကုန်လုပ်လို့ရတယ်မေကိုစာရွက်မှာဒါပေမဲ့အဖြေစာရွက်မှာဆိုရင်ဘာပဲရှိရမှာလဲဆိုတော့ GLPT ပဲဖြစ်ဖြစ် NetTest ပဲဖြစ်ဖြစ်အဖြေစာရွက်မှာဆက်စလို့ဒီလိုမျိုးခဲချဲတာလေးရှိရမယ်ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့ခုံနံပါတ်အဲ့လို GLPT ဆိုကိုယ့်ရဲ့မွေးတက်ကလေးပေါ့နော်အဲ့လိုမျိုးပေါ့နာမည်ရဲ့မွေးတက်ကလေးရဲ့သူ့ရဲ့ဖြည့်စရာရှိရဲ့လိုအပ်တာလေးတွေတော့ရှိရမယ်အဲ့ဒါပြီးရင်ဒီလိုခဲချယ်တာပဲရှိရမယ်အဲ့ဒါကအဖြေစာရွက်ပေါ့နော်အဖြေစာရွက်မှာအဲ့ဒါပဲရှိရမယ်တကယ်လို့ကိုကခေါင်းကပေါ်လာတဲ့စာလေးတွေကိုချပြီးတော့မှရေးချင်တယ်မှတ်ချင်တယ်ဆွဲကြည့်ချင်တယ်ခန်းကြီးလေးတွေဆိုရင်ဆွဲကြည့်ချင်တယ်ပေါ့နော်အဲ့လိုဆွဲကြည့်ချင်တယ်ဆိုရင်မေးခွန်းစာရွက်မှာဆွဲကြည့်ပါဟုတ်ပါမေးခွန်းစာရွက်မှာရေးပါရတယ်မေးခွန်းစာရွက်မှာရေးလို့ရတယ်နော်ဟုတ်ပြီအဲ့တော့အချီပန်းလေးသွားမယ်ဆိုတော့ဒီဟာဖြေလို့ရှိရင်ဆက်စတော့အချိန်လောက်အောင်တပုတ်ကို20စက္ကန့်ပဲအချိန်ရတယ်ပေါ့နော်တပုတ်ကို20စက္ကန့်ပဲအချိန်ရတာဖြစ်တဲ့အတွက်အချိန်လောက်အောင်ဘယ်လိုဖြေမလဲဆိုရင်ဒီရရှိတဲ့စာတွေအားလုံးကိုမဖတ်ဘူးမဖတ်လဲဆက်စတော့အဖြေရတယ်ဘာလို့လဲခန်းကြီးသိရင်အဖြေရပြီဟုတ်ပါနော်အဲ့တော့ခန်းကြီးမှာဒီမှာမြင်းတားထားတယ်တွေ့လားမြင်းတားထားတဲ့ခန်းကြီးလေးကိုဆက်စတော့ဟီတာကနာသွားရှာရင်ရပြီဒါတွေလဲចောင်းသားတွေကိုကိုင်နဲ့ခန်းကြီးစာအုပ်လေးတွေမှာလေ့ကျင့်ခဲ့ပြီးသားဆိုတော့လေအဲ့တော့ခန်းကြီးလက်တာနဲ့ဆက်စတော့အဖြေသွားရေးလို့ရတယ်ဒါပေမဲ့ကိုမတင်ထားတဲ့ခန်းကြီးဆိုလို့ရှိရင်เนาะအဖြေတန်းပြီးတော့ရွေးတက်မှာမဟုတ်ဘူးဟုတ်ပြီနော်အဲ့တော့တခါကျရင်ကိုမတင်ထားတဲ့ခန်းကြီးအခုဒီနံပါတ်1ကခန်းကြီးဆိုလို့ရှိရင်N5 ရဲ့ challenge ကြီးစာအုပ်မှာဆိုရင်မပါဘူးပေါ့နော်ဒါက N4 ရဲ့ challenge ကြီးဆိုတဲ့စာအုပ်မှာပဲပါတာပေါ့နော် N4 level ခန်းကြီးပေါ့ပြောရရင်နော်အဲ့တော့ N4 level ခန်းကြီးတချို့စာအုပ်မှာတော့ N5 ခလေးရပါတာမျိုးလည်းရှိတယ်နော်အဲ့တော့ဒါအခုတသေးကျောင်းသားတွေဆိုလို့ရှိရင်တော့ဒါက N5 challenge ကြီးနဲ့တင်ထားတဲ့သူဆိုလို့ရှိရင်ဒီဟာက N4 မှာပါမဲ့ခန်းကြီးဖြစ်တယ်เนาะအဲ့တော့ကိုကမသိတဲ့ခန်းကြီးဆိုရင်တစ်ခုတော့လုပ်လို့ရတယ်ရမ်းပြီးတော့မချဲလိုက်ပဲနဲ့မရွေးလိုက်ပဲနဲ့ဒီရဲ့စာသားလေးကိုဖတ်ကြည့်ဟုတ်နော်ဒီရဲ့စာသားလေးကိုဖတ်ကြည့်ပြီးတော့မှရွေးမယ်ဆိုရင်အဲ့ဒါဆိုလဲရွေးလို့ရတယ်အဲ့ဒါဘာလဲဆိုတော့ခန့်မှန်းတာပေါ့ဟုတ်ပြီနော်ခန်းကြီးသိရင်တော့ဆိုတော့တခါတည်းနံပါတ်ကိုသွားပြီးတော့မှရွေးချယ်လိုက်လို့ရတယ်ခန်းကြီးမသိတဲ့အနေထားဆိုလို့ရှိရင်ဘာလုပ်လို့ရလဲဒီခန်းကြီးလေးကဘာလေးများဖြစ်မလဲဆိုပြီးတော့အနောက်စာသားကိုဖတ်လိုက်တော့ဒီတစ်ချောင်းလုံးရဲ့အဓိပ္ပာယ်လေးကိုခန့်မှန်းပြီးတော့မှဒီစကားလုံးကိုဆိုတော့ခန့်မှန်းပြီးရွေးချယ်လို့ရတယ်ပေါ့နော်အခုဒီမှာဆိုကြည့်ကြည့်မယ်ဒီအရှိရခန်းကြီးကကြတော့ N4 ခန်းကြီးဒီနောက်ကခန်းကြီးလဲ N4 ခန်းကြီးဟုတ်ပြီဒါအောင်မသိဘူးထားထားလိုက်အဲ့တော့ what the nanning desk က nanning ဆိုတော့ဘယ်နှစ်ယောက် nanning desk ကဆိုတော့ဘယ်နှစ်ယောက်ဖြစ်ပါတယ်လဲအဲ့တော့ဘာကိုဘယ်နှစ်ယောက်ဖြစ်ပါတယ်လဲမေးမလဲပေါ့နော်အဲ့တော့အောက်မှာကိုသိတဲ့စကားလုံးတွေလိုက်ဖတ်ကြည့်ခေါ်တိုက်အပြင်ခေါ်တိုက်ဟုတ်ပြီနော်ဆိုတော့အဲ့တော့ဒီမှာဆိုလို့ရှိရင်ဆိုတော့အကိုခန်းကြီးဖြစ်တဲ့ဒါလေးကအကိုခန်းကြီးเนาะအကိုခန်းကြီးဒါလေးကညီလေးခန်းကြီးအကိုနဲ့ညီလေးဆိုတော့ညီကိုဆိုရင်ဘယ်လိုပြောလဲမှတ်မိလားခိုတိုးပါတော့ N5 မှာပါပြီးသားမှတ်မိလားညီကိုဆိုရင်မှတ်မိလားညီကိုဘယ်လိုပြောကြညီကိုဆိုရင်ညီကိုဆိုရင်ဖြောတိုက်ဟုတ်ပြီနော်ဖြောတိုက်နံပါတ်4ပေါ့နော်ဖြောအတန်ရှည်ဆွဲတယ်နော်ဖြောတိုက်ဟုတ်ပြီနော်အကိုခန်းကြီးကခေါဆိုတဲ့အတန်ရှိတယ်ညီခန်းကြီးက die ဆိုတဲ့အတန်ရှိတယ်ခေါ die ညီကိုပေါ့နော်အဲ့တော့ခန်းကြီးကိုတခါလေးကြည့်ပြီးတော့ဒီခေါ die လို့တန်းရွေးလဲရတယ်တကယ်လို့ကိုကဒီခန်းကြီးနှစ်ခုကိုမသိဘူးဆိုလို့ရှိရင်เนาะဒီစာလေးကိုဖတ်ပြီးတော့မှရွေးပေါ့နော်ဆိုတော့ N5 စာမိုးပဲဆိုပေမဲ့ N4 ကခန်းကြီးတစ်လုံးနှလုံးတော့ပါတယ်เนาะဆိုတော့အဲ့တော့နိဆိုလို့ရှိရင်စသည်မဖတ်ဘူးဒီဟာပဲသွားပြီးတော့ရွေးကြည့်ပြီးရွေးလိုက်မယ်ဆိုတော့ဒီခန်းကြီးလို့သိတယ်ဗာလဲဒါ N5 ခန်းကြီးဖြစ်တဲ့အတွက်ဖြည့်ကြည့်ပါအောင်နိရှိဟုတ်တယ်အနောက်ဘက်အရက်နီရှိအဲ့တော့
စကလုံးဟီရာကနာလေးတော့တေချာကြည့်စေချင်တယ်နော်တချို့ကစာရတယ်စာရတဲ့ဒါနဲ့စာမိုးမှာအမှတ်မရဘူးဆိုတာကအဲ့လိုတည်းဟိုတေချာလေးမကြည့်တာပေါ့နော်အမကိုလိုချင်တာနိရှိဆိုရင်နိစကလုံးတေချာရမယ်အနောက်ကိုကြည့်ရှိစကလုံးတေချာရမယ်အဲ့တော့မှဒီနံပါတ်ကိုရွေးပေါ့နော်အဲ့လိုမျိုးလေးဟုတ်ပြီဒါဆိုရင်စတဲ့ကဒီခန်းကြီးကြည့်ပြီးတော့ရွေးလိုက်တာဖြစ်တဲ့အတွက်ဒီစာသားကိုဖတ်เสียမလို့တော့ဘူးဟုတ်ပြီနော်အဲ့တော့အနောက်မှာလည်းဆက်စလို့ reading တွေဖတ်ဖို့ရှိရဆိုတော့ဒီမှာဆိုခန်းကြီးကြည့်ပြီးတော့ဖြေပြပါမယ်နော်ခန်းကြီးကြည့်ပြီးဖြေသွားပါမယ်တကယ်လဲစာမိုးဝဲမှာခန်းကြီးကြည့်ပြီးတော့ဖြေရမှာပဲနော်ဖြေရမှာပဲအဲ့တော့ဒီမှာခန်းကြီးကြည့်တယ်နိရှိဟုတ်ပြီ now sun ကရောသိမယ်လို့ထင်တယ်ဒါနဲ့သိမယ်လို့ထင်တယ် N5 level ပဲဘာဖြစ်မလဲ对နံပါတ်2ယောကဘာလို့ယောကလဲဆိုတော့ဒီခေတ်က၄ခန်းကြီးဒါကအနောက်ကနေ့ရက်ဆိုတဲ့ခန်းကြီး၄ရက်နေ့ဆိုတော့ယောက၄ရက်နေ့ပေါ့နော်အဲ့တော့ဆိုတော့ယောကတန်းရွေးလိုက်ရုံပဲဒီစာသားကိုမဖတ်နဲ့ဟုတ်ပြီနော်ဆက်စီကမဖတ်နဲ့လို့ပြောရင်တချို့ကလေးကဖတ်ချင်တာရှိရဒါပေမဲ့မဖတ်ချင်နဲ့ဘာလို့မဖတ်ချင်လဲဆိုတော့ဆက်စီတို့စာမွဲဖြေတဲ့ခါကြလို့ရှိရင်အနောက်မှာဖတ်ဖို့တွေအများကြီးလာလိမ့်မယ်ဟုတ်ပြီနော်ဆိုတော့ဒီအခုခန်းကြီးကနေပြီးတော့ဟီရာကနာရွေးတဲ့အပိုင်းမှာကိုကမြန်လေကောင်းလေပဲတွက်လေကောင်းလေပဲဟုတ်ပြီနော်ဘယ်လောက်ထိဆက်စီတို့စာမွဲမှာလောက်ရလဲဆိုတော့အချိန်ကအနောက်မှာယူရတာဖြစ်တဲ့အတွက်ဒါလေးတွေကိုခန်းကြီးမြင်ပြီမလားယောဂမလားယောဂတခါတည်းနှစ်ဟိုဘက်မှာတခါတည်းတန်းချေအဲ့လောက်ထိလောက်ရတာနော်အဲ့လောက်ထိလောက်တော့မှဒါအနောက်ပိုင်းတွေကိုကဖြေတဲ့ခါကျရင်အချိန်ရှိတာအဓိကအချိန်ကြောင့်မဖတ်ခိုင်းတာအချိန်ကြောင့်ဟုတ်ပြီနော်မဖတ်ခိုင်းဘူးဆိုတာအချိန်ကြောင့်တန်းဖြေပေါ့နော်အဓိကစမဝဲဆိုတာကတော့ဒီအဖြေမှန်ကိုရွေးနိုင်မှုကပို့ပြီးတော့အရေးကြီးရပေါ့နော်စာရမှာတော့မှန်ပေမဲ့လည်းစာရတာကလည်းတစ်ပိုင်းဒီအဖြေမှန်ဖို့ကလည်းတစ်ပိုင်းပေါ့နော်အချိန်နဲ့ကိုက်ပြီးတော့ဖြေရတာဖြစ်တဲ့အတွက်နော်အဲ့တော့ယောဂလို့တန်းရရင်မဖတ်နဲ့ဒီစာတွေမဖတ်နဲ့တော့ဟုတ်ပြီနော်တန်းပြီးတော့ယောဂလို့ဒါတန်းရွေးနော်အဖြေတန်းရွေးဟုတ်ပြီဒီနံပါတ်၄လည်းသိလောက်မယ်ရှိတာရှိတာယုံပန်နော်ရှိတာအောက်ဖက်ပေါ့နော်အောက်ပေါ့ဟုတ်ပြီနံပါတ်5လည်းသိလောက်မယ်တခိုင်တကိုင်ဆိုတော့ဇန်ပေါ့နော်တကိုင်ရဇန်အခုဒီမှာဒီစာမျက်နှာမှာကြည့်လိုက်ဆက်စတို့5ပုတ်ဖြေသွားတယ်အကုန်လုံးမှာ N4 ခန်းကြီးကဘာပဲပါလဲဒီနံပါတ်1တစ်ခုပဲပါတယ်တွေ့လား N4 level လေ N4 level ခန်းကြီးကကျန်တာ N5 တွေကြီးပဲเนาะဒါမေခွန်းအောင်ပေါ့เนาะမေခွန်းအောင်လေးကျင်ဆိုတော့နံပါတ်6ကလည်းဖြေနိုင်မယ်ဘာလေးဖြစ်မလဲပြောကြည့်ပါဦးမေခွန်းလုံးရင်လည်းလေးကျင်တယ်လို့ဖြေအောင်လို့เนาะဟုတ်ပြီဘယ်နံပါတ်လဲစတဲ့နံပါတ်လေးပြောလိုက်အတန်ထွက်ကြတော့စွတ်အသေးလေးအတန်လေးမကွဲမှာဆိုဘယ်နံပါတ်ပြန်ရဖြစ်မလား1 ရပြီလားဖြည့်ပြီးသွားပြီလားဟုတ်ပြီစတဲ့ပြောတော့မယ်နော်8နဲ့ရာနဲ့ဆိုတော့800ဟုတ်တယ်နော်800ကိုတည်တည်ချာချာကြက်ထားဖို့လိုအပ်တယ်အဲ့မှာမေကွန်းဟောင်းဖြည့်ကြည့်လို့ရှိရင်သိလိမ့်မယ်ကိုယ့်ရဲ့အားနည်းချက်ကိုသိသွားလိမ့်မယ်ဘယ်လိုအားနည်းချက်လဲဆိုတော့စွတ်အသေးလေးကိုပြီးတောင်းမဆိုခဲ့တဲ့အားနည်းချက်ပေါ့ဟုတ်ပြီနော်အဲ့တော့စွတ်အသေးလေးကိုပြီးတောင်းဆိုပြီးရင်စကလုံးတွေကိုကြည့်ပြီးတော့မှတေချာအတန်ထွက်အားကြောင့်စတဲ့ပြောရနော်အဲ့တော့800ဆိုရင်ဗာလဲဟပ်ကြက်ခုအဲ့တော့ဘာပါလဲဟာအနောက်မှာဘာပါလဲစွတ်သေးလေးပါတယ်ဟုတ်တယ်နော်အဲ့တော့ ichi ကမှားတယ်ဘာဖြစ်လို့မှားလဲဟာနောက်မှာစွတ်သေးလေးမပါလို့မှားတာဟုတ်တယ်နော် तू ကတော့ဟာပြခုလို့တော့ရေးထားတယ်ဒါပေမဲ့ဟာနောက်မှာစွတ်အသေးလေးမပါတာမို့လို့မှားတယ်အဲ့တော့အဖေကဘာဖြစ်လဲယွန်ဘန်ဟာပြခုစွတ်သေးလေးပါတယ်နော်အဲ့တော့မေကွန်ဟောင်းဆိုတော့အားကြောင့်လုပ်ကြည့်ရတာပေါ့နော်အကိုဘာလို့လဲသိတယ်အဲ့တော့စွတ်သေးသေးလေးအတန်တို့တန်းအတန်မာရုအတန်ဒါလေးတွေကိုသတိထားမယ်နော်အဲ့တော့ဟာပြခုစွတ်သေးသေးလေးတွေ့လားဟုတ်ပြီနော်အဲ့တော့အဖေကနံပါတ်4ဖြစ်မယ်နော်နောက်နံပါတ်9ကဒီရှေ့ခန်းကြီးလဲသိမယ်ဒီနောက်ကခန်းကြီးလဲသိလိမ့်မယ်ထင်တယ်အဲ့တော့3နဲ့6နဲ့ဆိုတော့ဒါ sorry 6လို့စစေးပြောရဆိုမယ်ဒီခန်းကြီးက N5 မှာတင်တာကတော့စာအုပ်ခန်းကြီးဆိုပြီးတော့သိတယ်ဟုတ်ပြီနော်စာအုပ်ခန်းကြီးဆိုပြီးသိတယ်အဲ့တော့3ရယ်6ရယ်ဆိုတော့ဘယ်လိုပြောမလဲ3 6 3 6ကြတော့3 bon ဟုတ်ပြီနော်3 bon ဟုတ်ပြီနော်3 6က3 bon 3 bon 3 6က3 bon
နောက်နံပါတ်8လည်းသိလိမ့်မယ်ထင်တယ်နံပါတ်8လည်းရမယ်နော် M5 ကခန်းကြီးပြောကြည့်ပါဒါလေးကတဝက်ဒါလေးကမိနစ်အဲ့ဆိုကျွန်တော်တို့ဘယ်လိုပြောလဲ 3 번 ဟုတ်တယ်နံပါတ်က 3번 ham bon ဟုတ်နော် ham bon တဝက်ပေါ့နော် ham bon နောက် Q ban လည်းသိလောက်မယ် 봅니다 선생님 ဟုတ်ဘူးတခြားကြည့်မယ်ဘာခန်းကြီးလဲ 선생님 နံပါတ်ဘယ်လား 선생님 말하는 선생님 넘버 9자 아따라시 အတာရရှိဟုတ်နော်အတာရရှိအစ်စ်ပေါ့နော်အတာရရှိအစ်စ်နောက်ကိုကကြတော့ဒီခန်းကြီးလေးက ummi ဟုတ်တယ်ဥမီပင်လဲပေါ့နော်ဒီမှာဆက်စလို့10ပုတ်ဖြည့်သွားတယ်။ तू က10ပုတ်ရှိတယ်။တပုတ်ကိုမိနစ်20တပုတ်ကို20မိနစ်လောက်ပေါ့နော်။ပြန်sorry 20စက္ကန့်ပြောတာ။ဟုတ်ပါနော်။တပုတ်ကို20စက္ကန့်တပုတ်ကို20စက္ကန့်နဲ့ဆက်စလို့ဖြည့်ရတယ်။10ပုတ်ကိုကြတော့ तू ကဘယ်နှမိနစ်နဲ့ပေးတယ်ဆိုတော့4မိနစ်ပဲဖြည့်ခိုင်းတယ်။ဟုတ်ပါနော်ဒီ10ပုတ်လုံး4မိနစ်နဲ့အချိန်ဖြည့်ခိုင်းတာပေါ့နော်အဲ့တော့အကုန်ဖြည့်သွားတာဆိုအမှ M5 ခန်းကြီးတွေကြီးပဲ M4 ခန်းကြီးကနံပါတ်တစ်ခုပဲရှိမယ်ဟုတ်ပြီနော်နောက်တစ်ခုမွန်တိုင်းနေသွားလိုက်မယ်မွန်တိုင်းနေဆိုတော့တွေ့လား4မိနစ်ဟုတ်ပြီနော်4မိနစ်အဲ့တော့ဒီဘက်ဘေးကစားတာစတိမဖတ်တော့အတူတူပဲတစ်ကနေ4တဲ့ကနေရွေးချယ်ပေးပါလို့ပြောတာပဲအဲ့တော့ဥပမာကြည့်မယ်ဆောင်းပွဲမှာတော့ဥပမာကိုစသလိုမဖတ်တော့ဘူးနော်ဥပမာမဖတ်တော့ဘူးအဲ့တော့ဒီမှာခုနှစ်ဆိုတော့ तू ကဒီမှာနိုင်ငံခန်းကြီးကိုလိုက်ရွေးလိုက်တဲ့အခါမှာနိုင်ငံခန်းကြီးကနိဆိုတော့အဲ့တော့ဒီမှာနိကိုခြေထားရတွေ့လားနိကိုခြေထားရနော်အဲ့တော့ဒီမှာရေးထားတယ်လေခိုင်တိုးဆိုတာအဖြေခိုင်တိုးယောရှိဆိုတာလေအဖြေစာရွက်လို့ပြောချင်တာနော်ခိုင်တိုးယောရှိလို့ခေါ်တယ်အဖြေစာရွက်ပေါ့နော်ဆိုတော့အင်္ဂလိပ်လို့ပြောကြရမလား answer paper လို့ပြောကြရလေအဲ့ဒါကိုဂျပန်လို့ဆိုရင်ခိုင်တိုးယောရှိလို့ပြောလို့ရတယ်နော်အဲ့တော့အောက်မှာလည်းအဲ့လိုပဲဒီမွန်တိုင်းနိမှာကြတော့ဟီဒါကနာပေးထားတယ်ခန်းကြီးရွေးရတယ်အဲ့ဒါတစ်ခုရှိတယ်နောက်တစ်ခုကဘာရှိလဲဆိုတော့ဟီရာကနာပေးထားတယ်ခတခဏရွေးရတယ်အဲ့လိုမျိုးလည်းရှိတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာဂျူအီချီပန်ဆိုလို့ရှိရင်ဟီရာကနာပေးထားတယ်ခတခဏရွေးရတာအဲ့တော့ရွေးကြည့်ပါအောင်ဒါကတော့ရမယ်ထင်တယ် basic level ဒီ advice စာအုပ်မတင်ခင်တော့မှဟီရာကနာခတခဏရရင်နံပါတ်7ကဖြေလို့ရတယ်အဲ့တော့ तू ကဟီရာကနာပေးထားရနော်အဲ့ဒါခတခဏရွေးပေးအောင်မယ်အဲ့နံပါတ်စစနံပါတ်နဲ့ပြောပြီနော်နံပါတ်ဘယ်လောက်ဖြစ်မလဲni ban 선생님 နေဒီမှာတစ်လုံးချင်းစီကြည့်နော်ဒီမှာဝဒီမှာအီပြီးဒီမှာရှာဒီမှာကစွတ်နော်တို့လားတစ်လုံးချင်းစီကြည့်လို့စသဖြင့်ပြောရနော်ဒီမှာစွတ်ဒီမှာဘာဖြစ်နေလဲအပေါ်ကနေအောက်ကိုဆွဲချတယ်စကလုံးလေးစုပ်ဆိုတာဖြစ်နေနော်အဲ့တော့ဘာဖြစ်သွားလဲအရှိအလုံးနေမှန်တယ်ဘယ်တစ်လုံးမှားသွားလဲအနောက်တစ်လုံးမှားသွားတယ်စသဖြင့်လိုချင်တာကဘာလဲစွတ်ခဏခဏစွတ်ကဘယ်လိုရေးလဲဟုတ်ပြီနော်အဲ့တော့နီရတော့မှားတယ်ဝါအေရှာစဟုတ်တယ်အဲ့တော့ကိုလိုချင်တဲ့စကားလုံးအားလုံးရှိဖို့လိုတယ်เนาะတေချာလေးတစ်လုံးချင်းကြည့်လို့ပြောရနော်မျက်လုံးနည်းနည်းမှားပြီးကြည့်တတ်တဲ့ရုပ်တရက်အဲ့တော့ဒီမှာเนาะဒါဆိုဝါအဲ့လိုကြည့်ဒါဤပေဒီမှာရှာဒီမှာစအဲ့လိုကြည့်လိုက်တာเนาะဒါဆိုရင်ဒါအချီဖြစ်သွားတယ်ပေါ့เนาะအဲ့လို hi now စနစ်ကဒီမှာစနစ်စာကြောင်းတွေမဖတ်တော့ဘူးเนาะအနောက်မှာလည်း reading တွေဖတ်မယ်ဆိုတော့လေဆိုတော့ဒီမှာဒီတိုင်းပဲအခုဖြည့်တဲ့အတိုင်းပဲစာမိုးမှာဖြည့်ရမှာเนาะအခုဒီမှာမြင်တာထားတာကိုကြည့်တယ်အဲ့ဒီမြင်တာထားတာကဘယ်နံပါတ်လဲဒါဆိုရင်ရပြီမြင်တာထားတဲ့စကားလုံးကိုဆက်စလို့နံပါတ်ရွေးချယ်နိုင်ရင်ရပြီเนาะအချိန်ကြောင့်เนาะအဓိကအချိန်ကြောင့်ဟုတ်ပြီအဲ့တော့ဒါပဲ master ဆိုတဲ့စကားလုံးဟုတ်ပြီเนาะichi စားတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပေါ့เนาะစားတီပေါ့เนาะအဲ့တော့ ichi တကယ်လို့ဒါပေမဲ့တစ်ခုရှိတာကလေဒီလိုမျိုးဟီရာဂနာရေးထားတာကိုခန်းကြီးရွေးရတဲ့အနေထားမှာ level M5 M4 လောက်တော့နည်းနည်းအဆင်ပြေသေးတယ်အဲ့ဒီ M5 M4 ရဲ့အထက် level ဖြစ်သွားတဲ့အခါကျရင်တော့ဆက်စတော့ဟီရာဂနာကြည့်ပြီးတော့တန်းပြီးတော့ခန်းကြီးရွေးလို့မရတော့ဘူး
ဘာဖြစ်လို့လဲဆိုတော့အတန်ထွက်ကတူနေတတ်တယ်ခန်းကြီးကွဲတယ်အဲ့လိုမျိုးတွေရှိတယ်ဟုတ်နော်အတန်ထွက်တူနေပြီးတော့ခန်းကြီးကွဲတာမျိုးတွေရှိနေတတ်တာဖြစ်တဲ့အတွက်ဟီရာဂနာကိုကြည့်ပြီးတော့ तू ကဘာလို့ဆိုလိုချင်တာလဲသိပြီးတော့မှဆက်စတို့ကခန်းကြီးသွားရတဲ့အနေအထားမျိုးရှိတယ်ဒီအတန်ထွက်ကိုပဲခန်းကြီးနှစ်ခုသုံးတာပေါ့နော်အဲ့လိုမျိုးအနေအထားတွေရှိတတ်တယ်နော်ဒါပေမဲ့ F5 level မှာကတော့အဲ့လိုမျိုးတော့မရှိဘူးတခါတည်းတန်းရွေးလို့ရတယ်ကိုက level မြင့်သွားရင်တော့ဒီဟာသုံးလို့မရအောင်နော်ဒီလိုဖတ်ကြည့်လိုက်တယ်ဖတ်ကြည့်လိုက်တာနဲ့ခန်းကြီးကိုမသိနိုင်ဘူး तू ဘလို့အနေထားသုံးထားရဲဆိုတာစာကြအောင်ဆိုတော့မြန်လေးဖတ်ကြည့်လိုက်ရတယ်ဖတ်ကြည့်လိုက်တော့မှဘလို့အနေထားသုံးထားရဲစကားလုံးဆိုတော့ဒီခန်းကြီးအဲ့လိုမျိုးရွေးရတာနော်အဲ့ F5 မှာတော့ဒါကတန်းရွေးလိုက်လို့ရတယ်နဲသေးတာဆိုတော့လေးစကားလုံးကနော်ဟုတ်ပြီဒါတော့ကြိုပြောပြထားတာဆိုတော့73ဟုတ်ပြီ73ကကြာဟိငါရှိဒါလည်းရမယ်ရွေးကြည့်ပါဦးဒါနံပါတ်ပြောပြီနော်1번 တေချာကြည့်မှာဟိငါရှိ3번 နဲ့ဆက်ဟုတ်တယ်73သမီးတွေ့လား73ဟိငါရှိမြန်မာလိုတော့ပြောပြချင်တယ်ဒါပေမဲ့မြန်မာလိုပြောလဲသိသွားမှာအဲ့တော့စဉ်းစားကြည့်မရဘူးဆိုရင်တော့ပြောလိုက်တယ်နိရှိတို့ဟိငါရှိတို့လေစောစောကနိရှိဖြေလိုက်သေးတယ်မလားမီနာမီတို့ခိတာတို့လေအဲ့တော့ဟိငါရှိရပါလားနိရှိရဲ့စန့်ကျင်ဘက်လေဟိငါရှိရပါလဲဟိငါရှိ and5 ခန်းကြီးနော်တင်ထားတယ်ဟိငါရှိရကြတော့နိရှိရဲ့ပြောင်းပြန်ဆိုတော့နိရှိရအနောက်ဘက်ဆိုတော့ဟိငါရှိရအရှေ့ဘက်အရမျက်နှာအရှေ့ဘက်ရဲ့မျက်နှာဆိုတော့အရှေ့အရဲ့မျက်နှာခန်းကြီးရပဲခန်းကြီးလဲ3번 စံပန်နော်စံပန်ဆိုတော့အမှသူစင်တူတာလေးပေးထားတယ်တွေ့လားဒီမှာနော်တွေ့လားအဲ့လိုစင်တူတာလေးပေးထားတယ်အဲ့တော့တေချာလေးမှတ်ထားမယ်နော်အဲ့တော့ဟင်္ဂါရှိကအရှေ့ဘက်အရက်ခန်းကြီးကကြတော့အောက်မှာတစ်ပင်ပုံစံလေးရှိတယ်နော်ဟုတ်ပြီနော်ဒီမှာနော်အောက်မှာဘာပုံစံလေးရှိလဲတစ်ပင်ပုံစံရှိတယ်အဲ့တစ်ပင်ရဲ့ပုံမှာဘာလေးရှိလဲနေလုံးပုံလေးရှိတယ်ဟုတ်ပါနော်ဘာလို့လဲဆိုတော့အရှိဖက်ရက်ကနေလုံးထွက်တာဟုတ်တယ်နော်အဲ့တော့နေလုံးပုံစံလေးပါတယ်ဒီမှာတစ်ပင်ပါတယ်အဲ့တော့တစ်ပင်ပေါ်မှာနေလုံးလေးထွက်တယ်ပေါ့ဒါဆိုရင်အရှိဖက်ရက်နော်အဲ့လိုမှတ်ထားအဲ့လိုမဟုတ်ဘူးဆိုရင်ကားခန်းကြီးနဲ့မှားတတ်တယ်ဒီနံပါတ်2ဆိုရင်ဒါကားခန်းကြီးဖြစ်သွားတယ်နော်ကားခန်းကြီးနဲ့မှားတတ်လို့သူတို့ကမှားတတ်တာပဲပေးတတ်တယ်နော်အဲ့ဒါဖေရဇန်ပန်ဟုတ်ပြီ14ရောရမယ်ထင်တယ်14 1번 နဲ့ဆက်သူကဂျူမန်အန်ဆိုတော့ man ကတောင်းဟုတ်ပြီနော်တောင်းကဟုတ်တယ်ichiban sun ကဘာဖြစ်လို့မဖြစ်လဲဆိုတော့ဒီ sun ကစကလုံးလေးခန်းကြီးလေးရလေတောင်းခန်းကြီးနဲ့နည်းနည်းဆင်တူနေတယ်သူကဘာလဲဆိုတော့ sun ကခန်းကြီးလေးကသူကနီလန်းဆိုတဲ့ခန်းကြီးစစတော့ဟိုကကြာရင်သင်ရမယ် and4 လည်းပဲ challenge ကြီးမှာပါတယ်နော်သူကအဲ့လိုနီလန်းဆိုတဲ့ခန်းကြီးဆင်တူတာမဟုတ်လို့ပေးထားတာနော်အဲ့တော့တောင်းခန်းကြီးကနံပါတ်1ပါနော်နံပါတ်3ကကျတော့သူကနီလန်းဆိုတဲ့ခန်းကြီးနောက်15ဒါလည်းရရမှာခေါငော့ဟုတ်တယ်နိဗ္ဗာန်ခေါငော့ကညနေဖက်ဆိုတော့နော်ဒီအောက်ဟိရုခန်းကြီးနဲ့ပြီးအနောက်ဖက်ခန်းကြီးနဲ့နော်အဲ့ဒါနိဗ္ဗာန်ခန်းကြီးလေးတေချာကြည့်နော်စာမိုးပေါ်မှာဆိုရင်ဒီအရှိရခန်းကြီးတစ်ခုမှန်တိုင်းဒီနံပါတ်ကိုရွေးချယ်လို့မရဘူးအနောက်ကခန်းကြီးတစ်ခုပါကိုလိုချင်တဲ့ခန်းကြီးဟုတ်လားအဲ့လိုတေချာစစ်ခန်းကြီးနှလုံးဆိုနှလုံးလုံးတေချာစစ်ပြီးတော့မှနံပါတ်ကိုရွေးနော်ဟုတ်ပြီနောက်16Kiki Master ရောင်းလာတယ်ယွန်းကြတော့တကားပေါက်ခန်းကြီးမွန်းဆိုတဲ့တကားပေါက်ခန်းကြီးအခုကဆိုတော့ Kiki Master ဘာလဲဆိုတာသိရမယ် Kiki Master တော့နားထောင်နေဆိုတဲ့အဓိပ္ပာယ်လေ Kiki Master နားထောင်သည်မင်းမြန်းသည်ဆိုတဲ့အဓိပ္ပာယ်ဟုတ်တယ်နိဗ္ဗာန်ဟုတ်ပြီနော်နိဗ္ဗာန်အဲ့တော့မေကွန်ဟောင်းလေ့ကျင့်လိုက်လို့ရှိရင်အခုကတော့ဆက်စစ်နဲ့အတူတူလေ့ကျင့်တယ်ပေါ့နော်တချို့အရာလေးဆက်စစ်ပြောပေးတာရှိတယ်ဒါပေမဲ့ဆက်စစ်ပြောလိုက်လို့ကိုကသတိရသွားတာဆိုလို့ရှိရင်အဲ့ဒါဘာပြန်လုပ်ရမလဲဆိုတော့အစာပြန်ကြည့်ဖို့လိုတာပေါ့နော်အခန်းကြီးလိုတာလားစာလုံးပေါင်းလိုတာလားတိသွားလိမ့်မယ်နော်ကိုကနေကိုတီအောင်မှတ်ထားပေးနော်ခန်းကြီးမရတာလားစာလုံးပေါင်းမရတာလားမေ့နေရလားအဲ့လိုမျိုးပေါ့နော်နောက်
စက်ခွန်ဆိုလို့ရှိရင်ဗာလဲဂျီကန်ဆိုတော့ဂျီခန်းကြီးခန်းခန်းကြီးဟုတ်တယ်နိုင်နဲ့နောက်ကခန်းအကြာခန်းကြီးနှစ်ခုပေါင်းတော့ဂျီကန်ပေါ့နော်အချိန်ပေါ့နော်နှစ်ခုလုံးကြည့်ရမယ်နော်ဂျီကန်နောက်18အမေဟုတ်ပြီနေမိုးပေါ့နော်မိုးခန်းကြီးဟုတ်ပြီဆိုတော့သူလဲ4မိနစ်ပဲနော်ဖြေရတာသူလဲလိုပဲမြင်ထားတာတော့တစ်ခါလေးကြည့်ပြီးတော့တန်းရွေးပါနော်နောက်မွန်ဒိုင်းဆန်ဆိုလို့ရှိရင်လဲ5မိနစ်ပဲဖြေခိုင်းတာဟုတ်ပြီနော်ဒါမေကိုဟောင်းမို့လို့ဒီလိုမျိုးလေးပါတာနော်ဖြေကြည့်လို့ရအောင်ဆိုပြီးတော့အဲ့တော့ဒီမှာတပုတ်ကိုကြာတော့သူကစက္ကန့်ပို့သွားပြီ30စက္ကန့်တပုတ်ကို30စက္ကန့်စဉ်းစားလို့ရတယ်ပေါ့သူပြောချင်တာနော်ဆိုတော့ဒီဘက်ကတော့တူတူပဲမလို့မဖတ်တော့ဘူးအဲ့တော့အမြဲတမ်းလေစာမပွဲဖြေတဲ့ခါကြလို့ရှိရင်လေဥပမာလေးတွေပါတယ်ဟုတ်ပြီနော်ဂျပန်စာမပွဲဖြေအများတော့ပဲဥပမာအမြဲပါတယ်ဒီအရှိပိုင်းပုံမှန်မိုချီကောရေးပိုင်းပဲဖြည့်ဒုတ်ကိုက်ဆိုတဲ့ reading ပိုင်းပဲဖြည့်ချော့ကိုက်ဆိုတဲ့ listening ပိုင်းပဲဖြည့်ဥပမာလေးတွေပါတတ်တယ်เนาะအဲ့တော့ဥပမာနံပါတ်မှာကိုကသွားမချယ်မိဖို့လိုတယ်เนาะကိုချယ်တာနံပါတ်1ဆို1ရဲ့ဘေးမှာပဲသွားချယ်တော်တော်များများတချို့တွေကနည်းနည်းစိတ်လောပြီးတော့မှဒီ rare ကဥပမာပေးထားတဲ့ဥစ္စာနံပါတ်4မှာချယ်ထားရပဲထားပါတော့အဲ့တော့ဒီအရှိမှာနံပါတ်1ဖြစ်နေရပေါ့เนาะအဲ့ဒီမှာနံပါတ်ကိုအဖြေကထားပါတော့နံပါတ်1ဆိုပြီးဒီမှာမြင်သွားချယ်လိုက်မိတာဖြစ်မယ်အောက်လေးရောက်ကိုကဖြေလို့ပြီးနေပြီအောက်မှာဖြေဖို့ကတပုတ်ကြံနေသေးအဲ့လိုဖြစ်တတ်တယ်เนาะအဲ့ဥပမာလေးတွေကိုတေချာလေးကြည့်ဥပမာရဲ့အောက်ကမှစဖြေနံပါတ်1အဲ့လိုမျိုးပေါ့เนาะအဲ့ဒါချယ်တဲ့နေရာမှာသတိထားဖို့ပြောတာအဲ့တော့ဒီမှာတော့စာကြောင်းဖတ်ရမယ်ဟုတ်ပါနော်မြင်ထားတဲ့အရှိကမွန်တိုင်းအချီမွန်တိုင်းနေရာစာကြောင်းဖတ်เสียမလို့ဘူးမြင်ထားတာကိုကြည့်လိုက်မယ်အဲ့ဒီမြင်ထားတာကအဖေသွားရွေးပေးလိုက်တယ်ဆိုရင်ရပြီမွန်တိုင်းအချီမွန်တိုင်းနေဟုတ်ပြီနော်မွန်တိုင်းဆန်ကဖတ်ရမယ်မဖတ်လို့ကိုမရအောင်ဖတ်ကိုဖတ်ရမယ်ဟုတ်ပြီနော်အဲ့တော့မွန်တိုင်းဆန်ဖတ်ရမှာမဟုတ်လို့ तू က30စက္ကန့်ပေးထားတယ်တပုတ်ကိုဟုတ်ပြီနော်အဲ့တော့အရင်ဆုံးဆက်စစ် rare လေးဖတ်ပြပေးမယ်ခန်းကြီးဝတက်ဆန်နဲ့အဲ့တော့ခန်းကြီးကိုအများကြီးလို့ပြောထားတယ်အဲ့တော့ဒီအောက်ကစကလုံးနေနဲ့သွားထည့်ကြည့်ရမှာနော်ဒါကျတော့ဘာစစ်တာလဲဆိုတော့လေစာလုံးပေါင်းစစ်တာခေါ်ကြီးပေါ့နော်စကလုံးနေရဲ့အဓိပ္ပာယ်ကိုဘလောက်နားလဲဆိုပြီးတော့စစ်တဲ့အပိုင်းပေါ့နော်အရှိကတော့ခန်းကြီးအပိုင်းပေါ့နော်အခုကတော့စကလုံးနေစစ်တဲ့အပိုင်းဖြစ်သွားပြီနော်အဲ့တော့ခန်းကြီးကိုဆိုတော့ oboe master ဆိုတော့မှတ်မိတယ်သူကတော့မှတ်မိခဲ့တယ်ဆိုတော့ ichi ကိုယူထားတာပေါ့နော်ဒါမဲ့ဒီနီကိုဖတ်ကြည့်နီဆိုလို့ရှိရင်ဒါစာမိုးပွဲမှာဆိုလို့ရှိရင်တော့ဆိုတော့အဖြေရရင်ရပြီနော်ဒီ oboe master ကိုအဖြေရပြီဆိုရပြီကိုအဖြေသေးကြတယ်ဆိုရင်မဖတ်နဲ့တော့ကျန်တဲ့2 3 4ကိုနော်အခုကစာတင်တာဆိုတော့လည်းဖတ်ပြတာပေါ့နော်အဲ့နီဆိုလို့ရှိရင်ဘာလို့မထည့်လဲဆိုတော့ဥတိုင်း master ဆိုတော့တချင်းဆိုတယ်ဆိုသူဆိုသည်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့နော်ခန်းကြီးနဲ့တချင်းဆိုတာနဲ့မဆိုင်ဘူးနော်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ကိုမဆိုင်တဲ့စကားလုံးဆိုထည့်လို့မရအောင်တင့်တော်တဲ့စကားလုံးကိုထည့်ပေးရတာပေါ့နော်အဲ့တော့အောက်မှာဖတ်ကြည့်အောင်နော်အဲ့တော့19မှာ my band therapino qualawo mimas အဲ့တော့အခုကမေကွန်ဟောင်းဖြေတာဖြစ်တဲ့အတွက်အဖြေရရင်စစီကိုအဖြေလိုက်ပြောကြည့်တကယ်လို့အဖြေမရလို့ရှိရင်လည်းအတူတူစဉ်းစားပေါ့နော်အတူတူစဉ်းစားလို့ရတယ်အဲ့တော့ညတိုင်း TB ရဲ့ကွက်လက်ကိုကြည့်တယ်အဲ့တော့ TB ရဲ့ဘာကိုကြည့်တာဖြစ်နိုင်လဲ news news သတင်းကိုကြည့်တယ်အဲ့တော့ဒါဖြေရပါပြီဖြေရပါပြီဆိုကျန်တာကြီးလိုက်ပြီးတော့ဖတ်စရာမလိုတော့ဘူးစာမိုးပွဲမှာဆိုရင်ပြောတာဟုတ်နော်စာမိုးပွဲမှာဆိုလို့ရှိရင်ကျန်တာလိုက်ဖတ်စရာမလိုတော့ဘူးเนาะအခုကတော့မေကွန်ဟောင်းဆိုတော့ဖတ်ပြန်ပြီပေါ့နော် note တော့ကတော့တည်ပြီးသား notebook ပေါ့နော်အမှတ်စုစာကို radio ကတော့ radio ပြီးရင် post တော့ကတော့ poster ပေါ့နော် poster ဟိုကြော်ညာကတ်ထားတဲ့ poster လေးပေါ့နော်တကယ်လို့ထားပါတော့ဒီ1ကလည်းမသိဘူး2ကလည်းမသိဘူး4ကလည်းမသိဘူးရတယ်ကိုဖြေမဲ့နံပါတ်3ကိုသိရင်ရပြီဟုတ်ပြီနော်ဘာလို့ဆိုတော့ကိုဖြေမဲ့နံပါတ်3ကအဖြေသေးချပြီလေTB သတင်းကိုကြည့်တယ်ဆိုတာဒါလုံးဝအဆင်ပြေတယ်ဘာသာပြန်ရတာလေနော်အဲ့တော့ကိုဖြေမဲ့အဖြေရတယ်ဆိုလည်းအဆင်ပြေတယ်နော်အဲ့တော့နောက်20တိုရှောကန်နော်ဟွန်ကိုကွက်လက်စာကြည့်တိုင်းစာအုပ်ကိုတဲ့ကွက်လက်အဲ့တော့စာကြည့်တိုင်းစာအုပ်ကိုဆိုတော့ဘာလုပ်လို့ရလား 帰りましたခိုင်ရီမာစတာငှားယူခဲ့တယ်ပေါ့နော်စာကြည့်တိုင်းစာအုပ်ကိုငှားယူခဲ့တယ်နောက်21ကSuzuki さんは赤い帽子をကွက်လက်အိမ်မှာSuzuki さんဒီအနီရောင်အုတ်ထုပ်ကိုကွက်လက်ဖြစ်ထားတယ်ပေါ့နော်ဒါဆိုရင်ဟုတ်တယ်ခါပူရီမှာစောင်းမယ်ခါပူတဲစောင်းထားတယ်ပေါ့နော်ခါပူတဲအိမ်မှာစောင်းထားတယ်ဟုတ်တယ်နောက်22ကကွက်လက်တက်ခါရချစ်က
ikanainde kurasa အဲ့တော့ကွက်လက်ဖြစ်သောကြောင့်နဲ့မြေအောက်သို့မသွားပါနဲ့ပေါ့နော်ဘာဖြစ်သောကြောင့်ဖြစ်မလဲ Apunai. ဟုတ်တယ် အ အ ပူ န္တရာယ်များသောကြောင့်ဟုတ်ပြီနော်ဆိုတော့23 ichinichi san ကွက်လက်ဂေါဟန်ကိုထားပေးမယ်တဲ့တရက်မှာ3ကွက်လက်ထမင်းကိုစားသည်ဆိုတော့ Bangohe. Kai. ကိုက်3ချိန်တော့အချိန်နော်အချိန်ရအတွက်ဆို3ချိန်တရက်မှာ3ချိန်စားသည်ပေါ့နော်3ချိန်စားသည်ဘန်ကောဟန်မထည့်ဘူးဆိုတာကလေတကယ်လို့တမီဒီ3မပါဘူးဆိုရင်တော့ဘန်ကောဟန်ထည့်လို့ရမယ်နော်ဒါပေမဲ့ तू ဖြည့်ခိုင်းထားတဲ့အနေထားကြတော့အရေးအတွက်တွေအခေါ်အဝေါ်တွေကိုရွေးခိုင်းတဲ့ပုံစံမျိုးဘာလို့ဆိုတော့ဒီမှာကြည့် am တို့ die တို့ ban တို့အဲ့လိုပါတာဖြစ်တဲ့ sorry ဟုတ်တယ် ban တို့ပါတာဖြစ်တဲ့အတွက်เนาะ am ဆိုရင်ဒါပတ်စံနေပါရွေးတတ်တာ die ဆိုရင်ဆက်စတို့ကားတို့ဆိုင်ကယ်တို့လျှက်စစ်ပစ္စည်းတို့အဲ့လိုရွေးတတ်တာအဲ့လိုအရေးအတွက်လေးဖြည့်ခိုင်းတဲ့ပုံစံမျိုးဆိုတော့เนาะအဲ့တော့အရေးအတွက်ပဲစမ်းတော့3ချိန်ထမင်းကိုစားတယ်เนาะစမ်းကချိန်ဟုတ်ပြီเนาะအဲ့တော့24ကကြတော့ကွက်လက်ကတူတဲမိုအိုမိုဤတက်တဲ့ကွက်လက်ကအရန်နဲ့အိုမိုဤတက်ဆိုတော့လေးဒီအဲ့တော့ဘာကအရန်လေးတာဖြစ်နိုင်လဲဘယ်ဖြစ်မလားယာမမိမိနိမိုဆိုရီရီဘယ်ဖြစ်မလဲလေးတာ Yamo. တောင်ကလေးမလားတောင်ဆိုလို့တဲရအောင်ဟုတ်တယ်အထုပ်ဘိုးဟုတ်ပြီနော်အထုပ်ဘိုးကလေးတယ်နီမိုဆိုအထုပ်ဘိုးကလေးတယ်အဓိကကတော့စာလုံးပေါင်းစစ်တာပဲပေါ့နော်စာလုံးပေါင်းအခန်း1ကနေဆိုတော့အခန်း25အထိအဲ့လိုစာလုံးပေါင်းလေးကြက်ထားတယ်ဆိုလို့ရှိရင်တော့ဖြေနိုင်တယ်ပေါ့နော်တော်တော်များဖြေနိုင်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့25ကျတော့ခိုနိုကင်မရာတဲ့ဝတရှိကိုကွက်လက်ခူရာဆိုင်ဒီကင်မရာဖြင့်ကျွန်တော်ကိုကွက်လက်ခူရာဆိုင်ကွက်လက်ဖြစ်ပေးပါဆိုတော့ Tutte. ဟုတ်တယ်ရိုက်ပေးပါတုတ်တဲ့ခူရာဆိုင်ရိုက်ပေးပါဟုတ်ပြီနော်ဆိုတော့ဒီမေကွန်ဟောင်းကိုလိုက်ဖြည့်ဖို့ဆိုလို့ရှိရင်အခန်း1ကရင်25ဒီ grammar စာလုံးပေါင်းဒါလေးရထားတော့မှဒါလိုက်ဖြည့်ရတာအဆင်ပြေလိမ့်မယ်တကယ်လို့အဲ့ဒါတွေမရထားဘူးဆိုလို့ရှိရင်လိုက်ဖြည့်တဲ့အခါမှာကိုစဉ်းစားမရတာတွေဖြစ်မယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတွေရထားတော့မှဆက်လို့မေ့တဲ့အပိုင်းတွေရှိသေးတယ်နော်အဲ့ဒါကြောင့်ဟုတ်ပြီအဲ့တော့25မှာစစီခဏရ